project တစ်လုပ်မယ်ကျွန်တော် project တစ်လုပ်မယ် project ကိုအဲ့လိုပေါ့ဘယ်လိုပြောမလဲ podcast တစ်လည်းလုပ်မယ်ပြီးအခုလောလောဆယ်ကျွန်တော်ရဲ့ streaming ပေါ့နော် streaming မှာ game streaming စမှာအခုကဒီနေ့က game ဆော့မလို့အဓိက game ဆော့မလို့ game ဆော့ရစီမရောက်သေးဘူးခဏနေမှာ game ဆော့တော့ဒီကဘာနေဟာယီမောလေးငါကိုပါပြလုံးโอเคတခုကိုဒီကဘာမြေဟာရီမောလေးငါကိုယ်ပိုင်ပြလုံးတွေငါကိုပြန်ရည်နေစေ Oh no ငါကိုစရာတခုကိုဒီကဘာနေဟာခံစားငိုညီငါကိုယ်ပါပြလုံးတွေငါကိုပြန်ရီမောနေချင်းကလည်းအလုံးမရအောင် E minor တယ်နော် okay အာဟာဒီကိုပုံခွဲတယောက်တည်းငါပြိုလဲခဲ့ငါနာကြည့်ရဲ့ရှိတရားဒီအဖြစ်တွေအဆုံးငါသေးလို့ဒီတိုင်းဒီကဘာမြေဟာတီရှိနေမယ်ငါကိုယ်ပါပြလုံးတွေငါကိုပြန်ရီမောနေငါရည်စရာတခုကိုဒီကဘာမြေဟာခံစားငိုညီငါကိုယ်ပါပြလုံးတွေငါကိုပြန်ရီမောနေငါငိုတန်ကြရဲ့ဒီကဘာမြေဟာရီမောလေးပြီငါကိုငါပြန်သိနေငါရည်စရာငါပဲလေချင်းဆိုချင်တာမဖြစ်ချင်းလည်းမရအောင်ကော်လည်းမရအောင်
ဒီမှာဆောင်းရနော်ဒီမှာဆောင်းရတော့ဟုတ်တယ်ဒီမှာဆောင်းကိုဒီမှာဆောင်းပြောင်းဆိုတော့ကြားလာပြီကျွန်တော်တချင်းဥမာဆိုပြီးဒီမှာဆောင်းမဆိုပြုတ်ဒီကဒီမှာဆောင်းကကြီးဆိုမှာပဲရသူများထိမှဆိုလေကိုယ့်အကိုဆိုရင်ကိုယ့်ကိုယ်ဆိုရင်ကြီးဆိုမှာရခိုင်းဂိမ်းဆုံးမယ်ခိုင်းဂိမ်းဆုံးမယ်ချင်းနေခိုင်းတော့မဆိုခိုင်းနဲ့ဂိမ်းဆိုရင်လို့ဆို